ငိုးမကားဆရာတို့ကတော့ဆရာတင်ထားရတယ်ဒီနယ်တကြောမှာအပီတကယ်ပြောရရင်တားဆွဲတီးတဲ့စားပဲကြီးဆိုတာဒီလူပဲမဆိုရင်ငပြေမတောင်ချမ်းတာမပေးဘူးလူရှိမှာခြေတုံးနဲ့လေးတစ်ထုပ်ဖောက်စားမိပါတယ်အပေါင်မြင်တိုင်းထိုးမဲလုံးနေလို့မနေတားထားရတယ်လက်ညှိုးနဲ့ပြောတာပါအပေါ်ရန်ကြည့်ပြီးတာမန်လူတော့မထင်နဲ့ချမ်းသာချက်ကတော့အီလွန်မတ်တောင်ဆရာခေါ်ရောက်လောက်မယ်လာကပောင်မှာချမ်းဝယ်ပြီးတိုက်ဆောက်ဖို့ပနက်ရိုက်ထားပြီဆောက်တော့မဆောက်ရသေးဘူးဗျံဆရာတွေကိုလောအားကမပေးနိုင်ဒီလို့မနေ့ကတော့ထိုင်းနိုင်ငံပတ္တရားကမ်းကြီးကပြန်လာတာအပန်းပြေသွားတာမဟုတ်ဘူးခရုမမြင်ဘူးလို့တွားကြည့်ရတယ်မနှက်ပြန်နောက်တစ်ခေါက်ထပ်တွားအောင်မှာတွားလိုက်တာကြံခဲ့လို့ငုံးမစားပဲဒါကြောင့်ကျွေးလွန်းသွားပြီနောက်လာထဲမှာလူမွေးနေပွဲအတွက်ဘလက်ပွင့်ဖွဲကိုတွားငှားထားတယ်ရဲ့တချင်းဆိုခိုင်းမလို့မဟုတ်ဘူးမွေးနေကိတ်ဘွားဖျောင်းနိုင်ကိုမင်းကြီးခိုင်းမလို့တဲ့ Happy birthday ဆိုခိုင်းမို့တော့နေလာစွတ်ကိုငှားထားတာတွားရှို့လို့မရဘူးမွေးနေပွဲလာတဲ့လူတွေကိုတောင်းအနောက်တိုင်းစားစာတွေပဲကြွေးမှာကောင်းချင်းမောင်းနဲ့ဘူးရီကြော်တယ်ဗျာတောက်တဲ့စားတိုင်းတော့ထမ်းရည်နဲ့ပဲကြီးတော့ဗောပေးခြင်းနဲ့မစ